နံပါတ်1အရေးကြီးဆုံးကလေနှုတ်ကပတ်တော်မျိုးစစ်ကျွန်တော်အသက်တာကျွန်တော်မိသားစုအထဲမှာကျွန်တော်ကျဲဖို့လိုတယ်ကျွန်တော်သားသမီးတွေကျွန်တော်ဇနီးတွေကိုကျွန်တော်ကျဲဖို့လိုတယ်အာမင်နှုတ်ကပတ်တော်ကိုကျွန်တော်နံပါတ်1မကျဲထားဘူးဆိုရင်တမန်တရားနဲ့လွဲချော်ပြီးတော့စာရမဏဝါမျိုးသွားဖို့ရင်အင်မတန်မှကြောက်စရာကောင်းတယ်ထာဝရဘုရားကိုကြောက်ရွံ့ခြင်းဆိုတဲ့ဘုရားသခင်ကိုတည်ကျွမ်းခြင်းကိုကျွန်တော်ကျဲရမှာဖြစ်တယ်အာမင်လောသားကယုံကြည်သူဘုရားကိုကြောက်ရွံ့တော်သူဒါပေမဲ့လောသားကသူ့မိသားစုနဲ့သူ့ရဲ့သားသမီးတွေပေါ်မှာဘုရားရဲ့နှုတ်ကပတ်တော်ကိုမသွန်သင်ပေးဘူးမကျဲဘူးအဲ့ဒီတော့နောက်ဆုံးဘာဖြစ်လဲသိလားသူတို့တောတုံနဲ့ဂေါမရာကိုရောက်သွားတဲ့အချိန်မှာမိန်းမနဲ့မိန်းမဖောက်ပြန်တယ်ယောက်ျားနဲ့ယောက်ျားနဲ့ဖောက်ပြန်တယ်အမေနဲ့ဟိုမှာတမတ်ဖောက်ပြန်တယ်အဲ့လိုမျိုးတွေသူတို့ကြုံလာတဲ့ခါမှာလောသားကမတင်ပေးဘူးသားတို့ဤဒါရီမလုပ်အောင်တော့ဒါဖျားမချိုက်ဘူးနော်ဆိုတော့နှုတ်ကပတ်တော်ချမ်းစာကိုလောတာကသူ့ရဲ့သားသမီးတွေကိုမတင်ပေးတဲ့ခါမှာနောက်ဆုံးသူ့ရဲ့ဇနီးတွေကိုလည်းမတင်ပေးတဲ့ခါမှာနှုတ်ကပတ်တော်ကိုမျိုးစေ့မဆိုင်တဲ့ခါမှာမိသားစုနိုင်မချဲတဲ့ခါမှာသူ့ရဲ့အမျိုးသမီးကဖခင်ရဲ့စကားကိုနားမထောင်ဘဲနဲ့အနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာဟိုးမှာစားတိုင်ဖြစ်သွားတယ်ဒါတရခံဘသူကြောင့်လို့ထင်လဲအိမ်ထောင်ဦးစီးဖြစ်တဲ့လောတာကြောင့်လောတာကဖခင်ရဲ့မျိုးစေ့ကိုကောင်းကောင်းသူ့ရဲ့မိန်းမသူ့ရဲ့သားသမီးတွေပေါ်မှာ तू မချဲတဲ့ခါမှာဖခင်ကိုမကြောက်တတ်တော့ဘူးမိန်းမကို तू အဲ့ဒီနေ့မှာဆုံးရှုံးလိုက်ရဘယ်လောက်ထိဆိုလဲသူ့ရဲ့သမီးနှစ်ယောက်က तू နဲ့အတူအိတ်တယ်တကယ်ကြိမ်ချင်းအမင်္ဂလာအမျိုးဆိုပြီးတော့ထွက်လာတယ်စဉ်းစားကြည့်သမီးအရင်နှစ်ယောက်ကအဖေနဲ့အိတ်တယ်ဆိုတာကလက်ခံလို့ရလားဟဲ့ဘာကြောင့်လဲနှုတ်ကပတ်ချမ်းစာကိုမိသားစုနိုင်မကျဲထားလို့လောကသားတွေတော့အသက်ရှင်တာဖြစ်တယ်တိတ်ကြောက်ဖို့ကောင်းတယ်နော်ကျွန်တော်ချစ်တော်ယုံကြည်သူများဒီကျွန်တော်သားသမီးတွေကျွန်တော်မိသားစုမှာနံပါတ်1နှုတ်ကပတ်တော်မျိုးစေ့ထာဝရဘုရားကိုကြောက်ရွံ့တတ်ဖို့ကျွန်တော်သွန်သင်ပေးရမယ်အာမင်ဟာလေလုယာကိုတိုင်ရတဲ့ထာဝရဘုရားကိုကြောက်ရွံ့ပြီးတော့အဲ့ဒီတမန်တရားနဲ့လိုက်လျှောက်တော့ဥဆောင်သူဖြစ်ရမယ်ကျမ်းစာထဲမှာနောက်တစ်ယောက်ရှိတယ်နှုတ်ကပတ်တော်ကိုသူ့ရဲ့မိသားစုသူ့ရဲ့သားသူ့ရဲ့ချွေးမတွေကိုတောင်မှနှုတ်ကပတ်တော်သွန်သင်ပေးတဲ့သူတစ်ယောက်ရှိတယ်အဲ့ဒါဘာလို့လဲဆိုရင်နောမီဖြစ်နောမီကဘုရားသခင်အင်မတန်မှကြောက်ရွံ့တဲ့မိခင်ကြီးဖြစ်အားနှစ်ယောက်ရှိတယ်ချွေးမနှစ်ယောက်လည်းသူတို့ရှိတယ်နောမီကသားသမီးတွေသူ့ရဲ့ချွေးမတွေကိုဘုရားသခင်ကိုကြောက်ရွံ့တတ်ဖို့အတွက်ဘုရားသခင်ကအသက်ရှင်တဲ့ဘုရားဖြစ်ကြောင်းမိတ်ဆက်ပေးတယ်သူ့ရဲ့ချွေးမနှစ်ယောက်ကယုံကြည်သူမဟုတ်တခြားတပါးအမျိုးသားတွေဖြစ်တယ်ဒါပေမဲ့အဲ့ဒီနှစ်ယောက်ကိုဘုရားရဲ့အကြောင်းနှုတ်ကပတ်တော်တေချာသွန်သင်ပေးတဲ့ခါမှာအော်စရာကောင်းတယ်နှစ်ယောက်လုံးတော့မပြောင်းလဲဘူးတယောက်တော့ပြောင်းလဲဟာလေလုယာဘုရားရဲ့နိုင်ငံတော်ဘုရားအေဝံဂေလိကပြောတာပြောအားလုံးပြောင်းလဲခြင်းမပြောင်းလဲမယ်တယောက်ပဲပြောင်းလဲလဲမင်္ဂလာရှိတယ်ဟာလေလုယာလူတိုင်းပြောင်းလဲမယ်လို့မဆိုလို့ဒါပေမဲ့ဘုရားရွေးကောက်တဲ့လူမှန်ပြောင်းလဲလာလိမ့်မယ်အော်ရပါကမပြောင်းလဲဘူးရူတာကပြောင်းလဲပြီးတော့ဘာပြောလဲသိလားကဲတဲ့နောမီကသူတို့နှစ်ယောက်ကိုအခုမင်းတို့ရဲ့လင်ယောက်ျားမင်းတို့အားကိုးရတဲ့လင်ယောက်ျားလည်းမရှိတော့အဲ့တော့မင်းတို့နှစ်ယောက်လုံးပြန်တော့ပြောတဲ့ခါမှာရူတာကဘုရားကိုသူတည်သွားတယ်ဟာလေလုယာအေးဝင်ကလေးဒီစကားကိုသူချားသွားတယ်နောမီယာဖြစ်အာမင်အဲ့ဒီတော့သူလုံးဝမနေနဲ့ဘာလို့ငါအမေကိုငါတယောက်တည်းထားခဲ့ရမှာလဲငါယောက်ျားမရှိနဲ့နေပါစေအမေကိုကျွန်တော်လှုပ်ချွေးမယ်အမေနားမှာငါရှိမယ်အမေရဲ့ဖခင်ကကျမရဲ့ဖခင်ဖြစ်ပါစေဟာလေလုယာအဲ့လိုဆုံးဖြတ်ချက်နဲ့သူလိုက်ခဲ့တာဖြစ်တယ်ဘာကြောင့်လဲနောမီကကောင်းသောမျိုးစေ့ကိုသူ့ရဲ့မိသားစုမှာချထားလို့ဖြစ်တယ်အာမင်ရူတာကိုဘယ်လိုတင်စားထားလဲဒီလားချမ်းသာမှာဘယ်လိုတင်စားထားလဲနောမီမှာရှိတဲ့သား9ယောက်ထက်အားကိုးရတဲ့တာရွေ့ကောင်းတယ်တဲ့ရူတာကဟာလေလုယာဟိုတင်တမာတရားနဲ့ပြုစုလိုက်တဲ့သူတင်တမာတရားနဲ့တုံတင်လိုက်တဲ့တင့်သားတယောက်ပြောင်းလဲတယ်ဆိုရင်သားသမီး9ယောက်ထက်ကောင်းတယ်မိတ်ဆွေဟာလေလုယာ9ဆကောင်းတဲ့အရာကိုရမှာဖြစ်တယ်အာမင်ဒါကြောင့်ကောင်းသောမျိုးစေ့မိသားစုမှာကျွန်တော်ကျဲဖို့လိုတယ်အာမင်